Grade 12 Physics Chapter 2 Session 1 ka asset Centrifugal force ko ဖြစ်စေတဲ့ gravitational force တွက်ဆွဲရအကြောင်း gravitational force တိုင်းက centrifugal force မဟုတ်ဘူးလေပတ်မှုကိုဖြစ်စေရမယ်အဲ့ဒီ gravitational force စီလေပတ်နေတဲ့လမ်းကြောင်း tangent နဲ့တနည်းအားဖြင့်ပြောရင် tangential velocity နဲ့ထောက်မှန်ကျနေရအဲ့ဒါလိုအခြေအနေမျိုးကိုပဲသူက centrifugal force ကို support လုပ်တယ်လို့ပြောတယ်ပန်းဒီတစ်လုံးကပြုတ်ကျလာတယ် gravitational force မရှိဘူးလားရှိတယ်ဒါပေမဲ့အဲ့ဒါကို centrifugal force လို့မပြောဘူး An attractive force exists between the sun and the earth ကမ္ဘာနဲ့နေနဲ့ကြားထဲမှာ gravitational force တွက်ဆွဲအားရှိတယ်အပြန်အလှန်ဆွဲအားကမ္ဘာကလည်းနေကိုဆွဲတယ်နေကလည်းကမ္ဘာကိုဆွဲ In a direction perpendicular to the path of the earth အမှန်မှာတော့ in a direction perpendicular to the path of the motion of the earth ကမ္ဘာလေပတ်နေတဲ့လမ်းကြောင်းနဲ့ထောက်မှန်ကြရအခုသူကတော့ပုံကကမ္ဘာကဒီလိုလေတယ်လို့ပြောတယ်ဆိုတော့ဒါက tangential velocity ဒါကနေကကမ္ဘာကိုဆွဲတဲ့ attractive force အဲ့ဒီ attractive force ဒီတနည်းအားဖြင့်ပြောရင်အဲ့ဒီ gravitational force တွက်ဆွဲအားသည်ကမ္ဘာကစက်ဝိုင်းပုံလဲနေစီဖို့အတွက်စက်ဝိုင်းထဲရဲ့ဗဟိုကိုပြန်ဆွဲဖို့လိုအပ်တဲ့ centrifugal force ကို support လုပ်ပေးတယ် force တစ်ခုက centrifugal force ဖြစ်သလားမဖြစ်ဘူးလားဆုံးဖြတ်ဖို့အတွက်ဆိုရင်နံပါတ်1အဲ့ဒီ force သည် circular motion ဖြစ်နေတဲ့ဝတ္ထုအပေါ်ကိုသက်ရောက်တဲ့ force ဖြစ်ရမယ်နံပါတ်2အဲ့ဒီ force သည်အဲ့ဒီ circular path ရဲ့ဗဟိုကိုဥတည်ရမယ်နံပါတ်3အဲ့ဒီ centrifugal force ဗဟိုကိုဥတည်တဲ့အားနဲ့ motion ရဲ့ tangential velocity နဲ့ခြားတွေကထောက်မှန်ဖြစ်ရမယ်အဲ့ဒါမှသာလျှင်အဲ့ဒီ force ကို centrifugal force အဖြစ်နဲ့ယူမယ် This force causes the earth to move a circular path around the sun ဒီ force ကကမ္ဘာကိုလဲစေတာမဟုတ်ဘူးနော်ကမ္ဘာကိုစက်ဝိုင်းပုံလဲနေစေဖို့အတွက်ဒီ centrifugal force ဖြစ်တဲ့ gravitational force က support လုပ်ထားပေးတယ် In this case ဒီဖြစ်ရမှာ the gravitational force provides as a centrifugal force gravitational force က centrifugal force ဖြစ်အောင်လုပ်ပေးပါတယ်